အားလုံးပဲမင်္ဂလာပါဒီနေ့အာရှမတ်သွားရင်လည်းဘူးသီးလေးတွေ့တာနဲ့ချက်ဘူးလေးကိုကာလာသားချက်လေးချက်စားဖြစ်ပါတယ်ရင်းဆုံးဘူးသီးလေးကိုအခွန်သွားပြီးတော့အနေတော်လေးတွေလှီးထားလိုက်ပါမယ်ချက်သားကိုကျွန်တော်ကလုံးချက်မှာဆိုတော့ဂျင်းချက်တွင်ပြူထောင်းထားတာလေးထည့်ပေးပါမယ်ပြီးရင်တော့ဆွနွင်းနှဲငယ်ငြုတ်သီးရောင်နေမို့နှဲငယ်ထည့်ပါမယ်ဒါရှိသားလည်းနည်းနည်းထည့်ထားပါတယ်စားနှဲငယ်ထည့်ပါမယ်ဒီမှာချုံမုံတော့ရင်ချုံမုံထည့်လို့ရပါတယ်ပြီးရင်တော့ငပီလေးနှဲငယ်ထည့်ပြီးတော့တေချာအရသာလေးဝင်အောင်တေချာနေပြီးတော့ခဏတော့နှက်ထားပေးပါမယ်တဲတဲကိုခုနကနေထားတဲ့ကြက်သားထည့်ပါမယ်ချီအနှဲငယ်ထည့်ပေးပါမယ်ပြီးတော့မီးအနေတော်လေးနဲ့ကြက်သားတွေကရေလေးထွက်တဲ့ဒီတေချာလုံးပေးပါမယ်ကြက်သားတွေကရေလေးထွက်ပြီးတော့အခုလိုမျိုးလေးခမ်းပြီးတော့စီပြန်လာပြီဆိုရင်တော့ခုနကတီးထားတဲ့ဘူးဒီလေးထည့်ပေးပါမယ်နောက်ဆုံးမှာတော့ရေထည့်ပေးပါမယ်ရေကိုတော့ကျွန်တော်ကဒီမှာကြက်သားမမြုပ်တစ်မြုပ်လေးထည့်ပေးပါတယ်ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့ဘူးဒီလေးချက်ပြီးတော့ကြက်သားလေးနူးတဲ့အထိချက်ပေးပါမယ်ဒီမှာရတာလေးလိုရင်တော့စားချုံမုံထည့်လို့ရပါတယ်ကြက်သားကလာတဲ့ချက်ကအရေးများများလေးနဲ့ချတာဆိုမဲ့ကျွန်တော်ကဒီမှာလုံများနေတာနဲ့အရေးကနည်းနည်းခန်းသွားပါတယ်现在啥高呢？啥高呢？啥高呢？嘛啦？嘛的？啥高呢？嗯，那么晚。可以打。生意给。맛있죠？还有没有？塞呗，谢呗。塞呗，啥高呢？塞呗。국물이 맛있어. 와, 싹 가네. 네.